ကျွန်တော်တို့ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့ Q&A session ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနဲ့ပြည်သူကြပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအပတ်စဉ်လုပ်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့ဒါ YouTube exclusive ပေါ့နော်ဒါ Q&A session ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါတခြား Facebook တို့ TikTok တို့မှာတော့ Q&A session ဆိုတဲ့နာမည်နဲ့တင်ပေးမှာမဟုတ်ဘဲနဲ့တန်တဲ့ဟာတွေမှာတော့တခြားနာမည်နဲ့ကျွန်တော်မိကွန်းဒီအမေးဖြေကဏ္ဍလေးတင်ပေးသွားဖို့ရှိတယ်ဒါပေမဲ့တစ်ခုရှိတာကျွန်တော်တို့က admin team ကနည်းတဲ့အတွက်ကြောင့်ဒီစာတွေလိုက်ကြည့်ပြီးတော့reply ပြန်မှုကြတော့အရန်အဆင်မပြေတော့ကြောင့် YouTube ကိုပဲအဓိကထားပြီးတော့လုပ်ပေးပြတာလို့ပြောလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီပိုင်းနိုင်နဲ့ကြည့်ပြီးတော့စာနဲ့တော်၎င်းဗီဒီယိုနဲ့တော်၎င်းပေါ့နော်ပြန်ပြီးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီအချိန်မှာဆိုလို့ရှိရင်တော့ဒါလေးကိုပဲတေချာလေးလုပ်ပေးပြတာလို့ပြောရင်တော့ပို့ပြီးတော့မှန်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီ Q&A session ဆိုတဲ့ဥစ္စာလေးကိုမသိသေးဘူးဆိုရင်ပြောပြပေးရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ Q&A session ဆိုတာကိုသိချင်တဲ့မေးချင်တဲ့ဒီဖုန်းနဲ့ပတ်သက်တာတွေဒီ tech နဲ့ပတ်သက်တာတွေကိုလာပြီးတော့မေးလို့ရတယ်ကျွန်တော်ဘက်ကနေပြီးတော့ခုနကကျွန်တော်ပြောသားသလိုပဲစာနဲ့တော်၎င်းဗီဒီယိုနဲ့တော်၎င်းပြန်ပြီးတော့ဖြည့်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ session မှာတော့မေးခဲ့တဲ့ဟာတွေကိုကျွန်တော်ကပြန်ပြီးတော့ဖြည့်ပေးသွားမှာလည်းဖြစ်တယ်ဒီနေ့မှာမေးခဲ့တဲ့မေးခွန်းတွေတော့ကျွန်တော်နောက်ထပ် session ကြောက်လို့ရှိရင်တော့ပြန်ပြီးတော့ဖြည့်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဗီဒီယိုလေးတစ်ခုပဲစိုက်တာပေါ့ပထမဆုံးမေးထားတဲ့အကောင့်နာမည်နဲ့ပဲပြောရမယ်ဆိုတော့ Omada H3H ဆိုတဲ့အကောင့်နေပြီးတော့မှန်ထားတာပေါ့နော် K80 Pagan နဲ့ K70 Ultra Second ဘယ်ဟာရွေးတင်လဲတဲ့အနှစ်ခုမှဆိုရင်တော့ကျွန်တော်သဘောအရဆိုလို့ရှင်တော့ကျွန်တော်ကတော့ K70 Ultra ကိုပဲရွေးပြဖို့တော့များတယ်ဘာလို့လဲဆိုတော့ K70 Ultra ဆိုတာက K70 line နဲ့ကအကျန်းဆုံးကောင်ပေါ့နော်တစ်ဖက်က K80 ဆိုတာကတော့ K80 series ကိုမှသူကအနိုင်ဆုံးကောင်အဲ့နှစ်ခုသွားရှင်းမယ်ဆိုရင်တော့ K70 Ultra တော့အများကြီးပို့ပြီးတော့တာနေလိမ့်မယ်ပေါ့နော်အကြောင်းမလို့ကျွန်တော်သာဆိုရင်တော့ K70 Ultra ကိုပဲရွေးပြဖို့အတွက်များတယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ထပ်မိကွန်တစ်ခုနဲ့ဆက်ပြီးတော့တွားလိုက်အောင်မိထားတဲ့အကောင့်နာမည်ကတော့အောင်မြင့်မြတ်15418ဆိုတဲ့အကောင့်ကနေပြီးတော့မှန်ထားတယ်ပေါ့နော်။ Okay ကျေးဇူးပါပတ်စစ်ရွေးလိုက်ပြီးဒီကောင်ကပတ်နဲ့ဒီကောင်ကပန်နဲ့ keyboard ကဝယ်လို့လွယ်လားအကိုတဲ့ပတ်စစ်ရွေးလိုက်ပြီဆိုလို့ရှိရင်တော့တကယ်ကိုကောင်းမွန်တဲ့ choice တစ်ခုဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။ပြီးတော့ဆိုလို့ရှိရင်ပန်နဲ့ keyboard ကဝယ်လို့လွယ်လားဆိုရင်တော့လွယ်ပါတယ်။မြန်မာနိုင်ငံမှာလည်းဒါနိုင်ငံတော် brand ဖြစ်တဲ့ Xiaomi ဖြစ်တဲ့ကြောင့်အလွယ်တကူဝယ်လို့တော့အဆင်ပြေတယ်။ဈေးလေးအနည်းပါးများနေရလေးရောရှိကောင်းရှိနိုင်တယ်။အခုချိန်မှာဆိုရင်လည်းဝယ်ရတာနည်းလေးရောခတ်တာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်။အဓိကအဖြစ်တော့အကုန်သိကြတဲ့အတိုင်းပဲလမ်းကြောင်းအခက်ခဲပါညာနဲ့ကျွန်တော်ဈေးတွေတက်နေရလဲရှိလို့ဝယ်လို့သိမ့်မလွယ်ရလဲဖြစ်ကောင်းဖြစ်နိုင်တယ်အကြောင်းမလို့ဈေးလေးကိုနည်းလေးကြည့်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဝယ်လို့ကတော့လွယ်ပါတယ်နောက်ထပ်မိကုန်းတစ်ခုနဲ့ဆက်ပြီးတော့သွားလိုက်အောင်တဲ့အကောင့်နာမည်ကတော့ Prime Hagu ဆိုတဲ့အကောင့်နေပြီးတော့မှန်ထားတယ်ပေါ့နော် Oppo Reno 14 Vs Redmi K80 Pro ဆိုရင်ရော all rounder အနေနဲ့ဆိုဘယ်ဟာကိုပို့ပြီးတော့ရွေးတင်လဲဆိုပြီးတော့မေးထားတာဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ဖြည့်ပြီးပြောပြတာမေးထားတာအတက်တူတယ်ဆိုတော့အနှစ်ခုမှဆိုတော့ကျွန်တော်တို့ K80 Pro တော့အများကြီးပို့ပြီးတော့သဘောကျတယ် hand feeling ရရော battery ခံတာတွေရောသုံးရတဲ့ daily usage ကော performance ကောင်းတာတွေရောကျတော့ဒီ Redmi K80 Pro ကတော်တော်ကြီးကိုမိုက်ပြီးတော့ကျန်းတယ်ပေါ့နော်ကင်မရာလေးလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ် review မကြည့်ရသေးဘူးဆိုကျွန်တော်ရဲ့ video list ထဲမှာလည်းရှိရတော့ရှာပြီးတော့ကြည့်လို့ရတယ်တစ်ဖက်က Oppo Reno 14ကျတော့ all rounder နည်းနည်းလေးပိုဆန်တယ်ဂိမ်းသိမ့်မစော့ဘူး daily usage ရှာကိုပဲပေါ့ပါသုံးမယ်ကင်မရာလေးအဓိကထားပြီးတော့ရိုက်မယ်ပေါ့နော်အလှပလေးကိုနည်းလေးပို့ပြီးတော့ဦးစားပေးတဲ့သူမျိုးဆိုလို့ရှိရင်တော့ဒီ Reno 14လေးကိုရွေးလို့ရတယ်ဒီမှာ Reno 14ကိုရွေးလို့ပိုကောင်းတဲ့အချက်ကတော့ Color OS 15နဲ့လာတဲ့ပြင် global ဖြစ်တဲ့ကြောင့် ion နောက်စရာတွေတိတ်မရှိဘူးပေါ့နော်အဲ့လိုမျိုးလေး ion မနောက်ချင်ဘူးဆိုရင်တော့ Oppo Reno 14လေးကိုရွေးပြီးတော့ဝယ်တာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ကျွန်တော်ရဲ့ဒီ Oppo Reno 14နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးလက်တင်ထားပေးတာရှိတယ်မကြည့်ရသေးဘူးဆိုကျွန်တော်ရဲ့ဗီဒီယိုလေးထဲမှာတွားရှာပြီးတော့လည်းကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့အနှစ်ခုတွေကနေကျွန်တော်သဘောရဆိုရင်တော့ K80 Pro လေးကိုပို့ပြီးတော့သဘောကျတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်နောက်ထပ်မိကုန်းတစ်ခုနဲ့ဆက်ပြီးတော့တွားလိုက်အောင်မိထားအကောင့်နာမည်ကတော့ Harry Potter 2ဆိုတဲ့အကောင့်နေပြီးတော့ကျွန်တော်မှန်ထားတယ်ပေါ့နော်အကိုရေ iPhone eSIM ဝယ်တင်လာတဲ့ eSIM only ဝယ်တင်လာဆိုပြီးတော့မှန်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုပြောရမယ်ဆိုလို့ရှိရင်တော့ iPhone ကကျွန်တော်တို့နိုင်ငံမှာ eSIM တွေတော့တော်တော်လေးတော့အဆင်ပြေနေပါပြီဒါပေမဲ့လည်းကျွန်တော်ရဲ့ personal သဘောရဆိုလို့ရှိရင်တော့ကျွန်တော် eSIM တွေကိုအရင်ကြီးသဘောကျတဲ့အထက်မှာမပါဘူးphysical SIM လောက်တိတ်အဆင်မပြေဘူးလို့ခံစားရတယ်ပေါ့နော်အကြောင်းမလို့ကျွန်တော်ဆိုရင်တော့ physical SIM တစ်ခုလောက်တော့ပါလောက်တော့ဝယ်ပြမယ်လို့တော့ထင်တယ်eSIM only ရတာကျွန်တော်မှတ်မိတော့ပြောရမယ်ဆို LLA ပေါ့နော် American region ပဲရှိမယ်လို့ထင်တယ်အကြောင်းမလို့အထက်ရဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ eSIM only ရွေးမယ်ဆိုလို့ရှိရင်တော့လေတိတ်တော့အားမပေးချင်လို့ပဲပြောချင်ပါတယ်နောက်ထပ်မိကုန်းတစ်ခုနဲ့ဆက်ပြီးတော့တွားလိုက်အောင်မိထားအကောင့်နာမည်ကတော့ suit 3468ဆိုတဲ့အကောင့်နေပြီးတော့မှန်ထားတာပေါ့နော် S25 base နဲ့ A56 ဘယ်ဟာလေးရွေးတင်လဲဈေးလေးသိချင်ပါတယ်တဲ့ဒါကတော့မသိသေးတဲ့သူတွေအတွက် Samsung နေပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်တော့ကျွန်တော်သာဆိုရင်တော့တစ်ဖက်ကဒီ S25 ရဲ့ base ကကျတော့ဒါ flagship line နဲ့ဗျာတစ်ဖက်ကကျွန်တော်တို့ဒီ A56 ကျတော့ upper mid range လောက်ပြောလို့ရတယ်ဆိုတော့ segment တော့အရန်တော့မတူဘူးပေါ့နော်ကျွန်တော်သာဆိုရင်တော့ flagship line နဲ့ဖြစ်တဲ့ Samsung Galaxy S25 base model ကိုပဲရွေးပြမယ်လို့တော့ထ
ထင်တယ်ဆိုတော့ဘလောက်ပဲဒီ upper mid range ဖြစ်တယ်ပဲပြောပါပဲပြောကျွန်တော်ဒါဆိုလို့ရှိရင်တော့ဒါ Samsung ရဲ့ဒီ flagship line နဲ့လို့ပြောလို့ရတဲ့ S25 base လေးကိုပဲရွေးပြမယ်လို့ထင်ပါတယ်နောက်ထပ်မိကွန်းတစ်ခုနဲ့ဆက်ပြီးတော့သွားလိုက်အောင်ဆိုတော့ကျွန်တော်တို့ဒီနေ့ဖြေလာပေးတဲ့မိကွန်းတွေလည်းအများကြီးဖြစ်တဲ့ကြောင့်ဒီမိကွန်းတစ်ခုဖြေပြီးပြီဆိုလို့ကျွန်တော်ဒီနေ့ကဏ္ဍလေးကိုအဆုံးသတ်လိုက်မှလည်းဖြစ်ပါတယ်နောက်ဆုံးမိကွန်းတစ်ခုနဲ့ဆက်ပြီးတော့သွားလိုက်အောင်မိထားတဲ့အကောင့်နာမည်ကတော့ကြော့မှုဆိုတဲ့အကောင့်ကနေပြီးတော့မှန်ထားတာပေါ့နော်အတန်ထွက်မှားသွားရင် sorry ပါ iQOO 13 Xiaomi 15 Vivo H200 နဲ့ထဲကကင်မရာအဆင်ပြေပြီးရေရှည်ကင်ဖို့ဘာဝယ်တင်လဲကိုမိုဘိုင်းလေးချန်၄ဘွက်လောက်ပဲဆော့ပြီးတော့ social media နဲ့ movie ကြည့်ဖို့လောက်ပါပဲအဲ့လောက်မသုံးမဲနဲ့ C5 Pro နဲ့ K80 Ultra လောက်ပဲဝယ်တင်လာရှင်တဲ့ဆိုတော့အဲ့ထဲမှာပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပွင့်လင်းပြောမယ်ဆိုလို့ရှိရင်တော့ flagship တွေကိုပဲပို့ပြီးတော့ရွေးစေချင်တယ်ကင်မရာကြီးလည်းကောင်းကျင်တယ်ရေရှည်ကိုလည်းစဉ်းစားရဲဆိုလို့ရှိရင်တော့အပေါ်ဆုံးကညီမလေးရွေးထားတယ်ညီမလေးပဲထင်ပါတယ်ဆိုတော့ရွေးထားတဲ့ iPhone 3လုံးကိုပဲရွေးဖို့အတွက်ကိုလည်းကျွန်တော်ပို့ပြီးတော့ recommend ပေးချင်ပါတယ်ဥပမာ iQOO 13နဲ့ Vivo H200 ဆိုလို့ရှိရင် Vivo H200 ကကင်မရာတွေပိုကျန်းမယ်ဒါပေမဲ့အဲ့နှစ်ခုစလုံးမှာအဓိကဘာအားနည်းချက်ရှိလဲဆိုတော့မြန်မာဖောင်သေးတဲ့ပြဿနာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာလေးကိုတီးခါနိုင်တယ်ပြင်နိုင်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်ဒါကတော့နေ့စဉ်နဲ့များအနွိုင်းဖြစ်နေမဲ့ကိစ္စတစ်ခုတည်းမှာပါလာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာ display နဲ့သေးလို့လည်းဘာမှမဖြစ်ဘူး overall လည်းတော်တော်လေးအဆင်ပြေချင်တယ်ဆိုလို့ရှိရင်တော့ Xiaomi 15လောက်ကိုရွေးဖို့အတွက်ကျွန်တော်က recommend ပေးချင်ပါတယ်ဆိုတော့ကျွန်တော်ပြောသွားတဲ့ထဲကနေပြီးတော့ချစ်ညင်ပြီးတော့ရွေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးတော့တောက်ပါပဲလူချင်းမင်းတို့ထပ်ပြီးတော့ဗာသိချင်တာလေးမေးချင်တာလေးရှိလဲအောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်ကျွန်တော်ကနောက်ထပ် episode တစ်ခုကြာရင်တော့ဒါကိုပြန်ပြီးတော့ဖြည့်ပေးသွားမှလည်းဖြစ်တယ်ပေါ့နော်ဖိလစ်ပါကျွန်တော်ဗီဒီယိုလေးကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့အတွက်မြတ်တာခံချင်ပါတယ်ကြည့်ရှုအားပေးကြကြတယ်ဒုတိယအချင်းစံတော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြားဟင်တဲ့ဆိုလို့ရှိရင်လည်း like and subscribe notification နဲ့ပဲကူညီပေးဖို့မေးပါနဲ့ကြည့်ရှုပေးကြကြတဲ့ဒုတိယအချင်းစံတော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရနေတယ်ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြာမှပြန်လည်ဆုံနေကြတာပေါ့